Hello guys, today we are going to learn about alphabet. This is very important to understand the basic English. ဒီနေ့မှာကျွန်တော်တို့ English စာတက်ဖို့ရန်အတွက်တကယ်ကိုအခြေခံဖြစ်တဲ့ alphabet ကိုဒီကနေ့ကျွန်တော်တို့အတူတကွလက်လာသွားမှာဖြစ်ပါတယ်။ alphabet ကိုကျွန်တော်တို့လက်လာပြီးတဲ့နောက်မှာတစ်ဆင့်ချင်းဘာတွေအရေးကြီးတယ်လဲဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးတော့ကြည့်မှာဖြစ်ပါတယ်ကျွန်တော် alphabet မှာဘာတွေရှိတယ်လဲတစ်ချက်လောက်ကျွန်တော်ကြည့်အောင်ကျွန်တော်ဒီကနေ alphabet လေးကိုကျွန်တော်ရွတ်ဆိုချင်ပါတယ် A B C D E F G H I J K L M N O P Q R S T U V W X Y Z ဆိုပြီးတော့ကျွန်တော်တို့ alphabet ရှိတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒီ alphabet ကဘယ်နှလုံးရှိတယ်လဲဆိုရင်ကျွန်တော်တို့ဒီကပရိသတ်တွေအင်္ဂလိပ်စာကိုလက်လာသင်ယူခြင်းတဲ့သူတွေကိုပြန်လေပြီးတော့ရည်တွက်ဖို့ရန်အတွက်ဒီကနေဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ဒါတင်မကသေးပါဘူးကျွန်တော် alphabet မှာဘယ်လိုခွဲခြားထားတယ်လဲဆိုတဲ့အရာလေးကိုလည်းထပ်လောင်းပြီးတော့ကြည့်ချင်ပါတယ်ဒီ alphabet ကိုကျွန်တော်ဘယ်လိုခွဲခြားထားတယ်လဲဆိုရင်ဒီ alphabet က vowels consonant ဆိုပြီးတော့ကျွန်တော်တို့နှစ်ပိုင်းခွဲခြားထားတာကျွန်တော်တို့တွေ့ရပါတယ် vowels ဆိုတဲ့အရာကဘာလဲမြန်မာလိုဆိုရင်တော့တရဆိုတဲ့အရာကဘာလဲ consonant လို့ပြောတဲ့ B ဆိုတဲ့အရာကဘာလဲဆိုတာကိုကျွန်တော်တို့သိဖို့ရန်အတွက်အင်မတန်အရေးကြီးပါတယ် vowel ဆိုတဲ့အရာထဲမှာဘာတွေပါတယ်လဲဆိုရင် A E I O U ဆိုတဲ့အရာက vowel မြန်မာလိုဆိုရင်တရလို့ခေါ်ပါတယ်ဒါကိုကျွန်တော်တို့အားလုံးမှတ်ထားဖို့ရန်အတွက်အင်မတန်အရေးကြီးတဲ့အရာဖြစ်ပါတယ် consonant ဆိုတဲ့အရာက B မြန်မာလိုဆိုရင် B လို့ကျွန်တော်တို့အမည်ရပါတယ်ဘာတွေလဲဆိုရင် B C D F G H J K L M N P Q R S T V W X Y Z ဆိုပြီးတော့ကျွန်တော်တို့သိရတာဖြစ်ပါတယ်ဒီ vowels နဲ့ consonants ကိုကျွန်တော်တို့ရထားဖို့ရန်အတွက်လဲအင်္ဂလိပ်အခြေခံမှာအင်မတန်မှအရေးကြီးတဲ့အရာဖြစ်ပါတယ်။ကဲဒါဆိုမိတ်ဆွေတို့ကျွန်တော်တို့အင်္ဂလိပ်ကိုအခြေခံကြနဲ့စနစ်တကျကျွန်တော်လက်လာမှာဖြစ်တဲ့အတွက်ဒီကနေ့ alphabet မှာဘယ်နှလုံးရှိတယ်လဲဆိုတာကိုကျွန်တော်တို့ရည်တွက်ရင်းနဲ့ comment မှာတော့ကောင်းကျွန်တော်တို့အတူတူကဘယ်နှလုံးရှိတယ်လဲဆိုတာကိုကျွန်တော်ပရိသတ်တွေကိုရေးစေချင်ပါတယ်အားလုံးကိုဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲ့အင်္ဂလိပ် channel လေးကိုဆက်လက်ပြီးတော့အားပေးဖို့ရန်အတွက်အားလုံးကိုမေတ္တာရက်ခံချင်ပါတယ်အထူးကျေးဇူးတင်ပါတယ် bye bye